ပထမဝါသနာရှင်လေးကွာမင်းတို့စားကတော့မတ်တွေနေတော့မင်းတို့ပွဲဆက်မှာပြီတဲ့ဘယ်လိုမလဲဟိုဘက်ကချီကွန်စီပြရဟမ်အခုကသူတို့လည်းဟိုနိုင်မယ်လို့ပြောမို့သူတို့လည်းအကောင်းဆုံးစူးစမ်းကြတာကွာနားတို့ဂျာလိုက်ရောဟဲ့ဂျာလိုက်ရမင်းတို့ပွဲဘယ်လိုဆက်တာလဲမသိဘူးလေအနှိမ့်ဆိုပြောတာဟုတ်ကတချို့ဝါသနာရှင်တွေတက်ဟိုမင်းတို့နေတော့တိုက်တာမင်းတို့ဂျာလိုက်အမနဲ့ပဲဒီလို6ဘုတ်ကဝန်ထမ်းတနင်္ဂနွေလုံးချောင်းအဲ့ဒါလည်းပေါ့အဲ့ဒါလည်းလွယ်ပြီးတော့အင်ချမရလာရဝန်ထမ်းလည်း6ဘုတ်ဒီကောင်းပါတော့ဒီကလေးအားဒီပလာ6ပါအားဒီပလာနဲ့6မဲတဲ့ channel တွေချမဲတဲ့သူတို့ပြောတာရှင်းပါလေကြာနော်တကယ်ကိုခွေးပူရမေးရဲ့ရိုးရိုးပါတော့ကနှစ်သုံးမဲချမဲတဲ့ရှင်းပါနော်သူတို့ပြောတာတောင်းနဲ့လောင်းပြီးတော့ပေးပါခိတ်တိုင်းချက်ပါတော့သိန်းတောင်းနဲ့လောင်းပြီးရောက်ကြသွားတာအတိုက်တော့ကြောက်ဘူးတော့ပါဘိုးလည်းတော့တက်ပြီးသွားတာသူတို့ပြောတယ်ရှင်းပါလေနော်တောင်းနဲ့လုံးမချအားဒီပလာနဲ့ဆိုလည်းနှစ်သုံးမဲချမယ်နော်ကျတဲ့ဆိုင်မယ်နှစ်သုံးမဲဟမ်နှစ်သုံးမဲဆိုင်တော့ရိုးရိုးဟောရဟောမင်းနဲ့ရာတိုင်းဟိုမင်းနဲ့မြောက်ကြီးနဲ့6ဘုတ်ကရိုးရိုးမရောက်လားရိုးလဲဟိုရာတိုင်းနဲ့ဝန်ထမ်းနဲ့ရောဝန်ထမ်းမပေါ်ရောဘုန်းကြီးနဲ့ဝန်ထမ်းနဲ့ဆောက်တယ်ဒါရေဝဆောက်တယ်ဟောအဲ့လိုအားလုံးပဲမင်္ဂလာပါခင်ဗျာမြမချင်းလုံး YouTube Channel ကနေပရိသတ်ကြီးအားလုံးကိုစိတ်အားထက်သန်စွာနဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညဟာချင်းလုံးပညာရဲ့အမြင့်ဆုံးအမှုပညာအချုံဆုံးဗျူဟာတွေကိုမျက်ဝါးထင်ထင်မြင်တွေ့ရမယ့်ညတညဖြစ်လာတော့မှာပါဘာကြောင့်လဲဆိုတော့ကွင်းထဲမှာဘရင်နှစ်ပါးရင်ဆိုင်ကြတော့မှာဖြစ်လို့ပါပဲပရိသတ်တွေအမြဲတမ်းအားပေးခဲ့ကြရတဲ့နိုင်ငံကျော်ကြီးစားကစားသမားချင်းလုံးရဲ့ဗျူဟာမှုကြီးဝမ်ဝမ်ဘရင်လို့ချစ်စနိုးခေါ်ကြတဲ့ကျောင်းဆရာနဲ့ကြည်တာနဲ့ခြေစွမ်းပြောင်မြောက်တဲ့ဝန်လိုက်ရဲ့အထူးသဖြင့်6ပေပိုင်မြင့်နှမ်းမှာဘရင်တဆူလိုမင်းမှုနေတဲ့ဘသူမှလွယ်လွယ်မချိုးဖြတ်နိုင်တဲ့ကစားသမားရာဇာကြီးတို့ပါဝင်တဲ့အဖွဲ့ပဲဖြစ်ပါတယ်ကြည်တာရဲ့ဗျူဟာနဲ့တိကျမှုရာဇာကြီးရဲ့မင်းမှုနိုင်တဲ့အမြင့်ဒီကစားသမားတွေရဲ့ထိတ်တိုက်ရင်ဆိုင်မှုဟာဘလို့ဖိအားတွေဘလို့ပုံစံတွေနဲ့အဖြေထွက်မလဲဆိုတာပရိသတ်ကြီးနဲ့အတူစောင့်ကြည့်ကြပါစို့ကဲပွဲစားပါပြီဗျလိုက်လို့လာပြီကြည်တာဒါလေးလို့လာတယ်ဆရာလေးမထားပြီကြည်တာပဲကောင်းတယ်ဗျငကားကြီးပိုက်6ပေခွဲယူစောက်တော့မရတော့ပုတ်နိုင်တယ်နော်ဟုတ်ကဲ့မင်္ဂလာပါဦးပေါင်းကြီးကဲကျောင်းဆရာစားပြပါဗျခုမှပွဲစားတာနော်လက်ဟောပါလိုက်တင်လာပြီဝနလိုက်ကောင်းလိုက်တာဗျဝနလက်ဟောပါခိုင်းရနေအပေးနေတယ်ဟုတ်ပြီဦးအောင်သူကြီးမြန်မာငွေနဲ့ဆိုရင်ဆွဲလာပြီဟုတ်ကဲ့ကောင်းလိုက်တာဗျာငကားကြီးရှောက်ပေခွဲကြီးကိုခုံကျော်သွားမလားအောင်မရဗျာနော်ဘုန်းကြီးလေးဒီသားနဲ့ဝါနဲ့ကွာလိုက်ခိုင်းနေနော်တဲ့ကြည့်ပါလားစားပဲခွန်းတယ်အကွေး9မိနစ်တော့မခတ်ဘူးလေခွေးဘူးကကောင်းလိုက်ကြဗျာဝနလက်ဩပါဖတ်ရိုးထိုးဆိုဒါပွဲတော့ကြာနိုင်ပါလေဗျာနော်တို့မဲ့လေပွဲလေးကတော့ကောင်းတယ်ဗျဒီပွဲစဉ်ကောင်းလိုက်ကြဗျာငကားကြီးလက်ဩပါဗျာမလက်ဩထိန်းရတယ်နော်ခုနမစမဲလောက်ရတော့မှာနော်ဒီလေးပါလာတဲ့အချိန်နဲ့ဟုတ်ကဲ့အေးလက်ကလေးမင်္ဂလာပါပါတသားကြီးကောင်းတယ်ဝနလက်ဩပါရိုင်းတော့မလာဘူးလားတသားကြီးလာရကွာဗျာကြီးရှိပါတယ်နော်ခွေးရတယ်ကောင်းတယ်နော်ညီညီတယ်ညီညီတော့ခွေးရခုတ်ကောင်းတယ်ကြည်တာကြတယ်နော်ကဲလက်ဩပါဗျပွဲမြဆရာကြီးကြည့်ကောင်းမှာပေါ့ဟုတ်တယ်ပတ်စီကြီးကောင်းလိုက်ကြဗျာဝနလက်ဩပါငကားကြီးကြာဟိုဘက်ကဝနလည်းကောင်းတယ်ဗျနော်ဝနတော့ကြံနေနေလဲနှစ်ထပ်တွေခရိုတွေရတယ်ဗျနော်တော်တော်ကြီးအားတာပါတယ်ဂျာသာကြီးစားပြီးဝေးသွားပါတယ်လက်ဩပါဗျဦးလေးကြီး2 နာရီလောက်တော့မကြပါဘူးကိုကြီးဝနာပုတ်ချင်းပိုက်တိုးသွားတယ်ဗျာဝမ်းလက်ပါဗျာကဲကျောင်းဆရာတို့ကတော့ဝနာတို့မှာတစ်စင်တမတ်ဆရသွားပါပြီဆရာလေးတင်ဘသူပါလဲအငယ်ကောင်တို့ဂျွန်စောတို့ပါသေးတယ်အကူကြီးထိုးထားပြီရာသာကြီးပဲဒါလေးမြောက်ထားပြီဝနကောင်းတယ်ဝနဟုတ်တယ်မပေါဘူးဗျာဟောသုံးစာနေကောင်းတယ်ကောင်းတယ်ကြည်တာလေးမင်္ဂလာပါနော်ဝမ်းလက်ပါဗျာဆောင်ရဖိုက်တာဝနရှင်းနေပတ်တဲ့ဒူဒီပါလေရှက်ဘူးဟုတ်တယ်တသားကြီးကောင်းတယ်ဝနအမများရင်ဘွယ်တိတ်မကြပါဘူးကိုချင်းမောင်ဟုတ်ကဲ့အဲ့ဒါတော့ကိုကြီးဟ
ကျန်လိုက်တာဗျာငကားကြီးကဲ6ပေခွဲကိုပုတ်နေရနော်တကယ်ကိုတော်တော်ကစားနိုင်မှာနော်ကြည်တာလဲဟုတ်တယ်စလုံးပြန်ငယ်ကောင်ကိုကြီးဟောတယ်ဝနသိပါဦးမသိရပါဘူးအဲ့လိုလည်းမဟုတ်ကိုမျိုးလေးဒါလေးပဲလင်းမြောက်ထားပြီတကားကြီးကောင်းလိုက်တာဗျာကြည်တာဝမ်းလက်ပါဗျာမကတော့ဝမ်းလက်ပါပဲတိုက်ပွဲ10ရက်နေကိုဖြိုးမောင်ကြီး10ရက်နေဆောင်ဒါတိုင်းမြောက်ထားပြီကောင်းတယ်ဝနကိုကြီးပြန်လာတော့လားချစ်ကိုကြီးဝနကအရင်ကြောင်းဆက်တွေ့လားလို့အဲ့လိုလည်းမဟုတ်ပါဘူးနော်ခင်မရင်းကြီးကြတော့တွဲခတ်တဲ့ပုံစံမျိုးပေါ့နော်ဒီညကိုကိုတက်စောထုံးကျွန်တော်ရှယ်ရေးလုပ်ပြတာနော်ကျွန်တော်ညရမ်းလုပ်လာအောင်လိုက်တာဗျာကြည်တာဝမ်းလက်ပါဗျာရာစာကြီးတို့အမှတ်မရသေးပါဘူးနော်ပွဲကစာပဲနှစ်ဖက်ရိုးရိုးဆိုဒါ16သိန်းခွဲလို့ပြောတယ်ခုနကကြီးနော်အလေတကြီး16သိန်းခွဲပါကောင်းလိုက်တာဗျာဝနရှင်မုတ်တော်ဘုရားနဲ့ဝေးလာဆိုကိုဝေးကြီးကျွန်တော်လည်းမသိဘူးကြဘူးဝေးလားဝေးတယ်တဲ့ကိုကြီးကျွန်တော်လည်းအခုမှဒီပထမဆုံးတစ်ခေါက်ခြေချဘူးလားဗျကဲအမှတ်ကတော့ဝမ်းလက်ပါဗျ2200ဟုတ်တယ်ကိုကြီးကောင်းလိုက်ကြဗျာဝနအဲ့ဒါတွေအားတာပဲเนาะကြံချင်းတော့ခရိုပိတ်ကံသွားပဲเนาะမှတ်ဝင်ဆွဲပြပါမယ်เนาะကျောင်းတရားဖြုတ်ချင်းထိုးရမှာဆွဲပြဒါအကူတို့ကဒီဘက်ကိုနိုင်စေခြင်းတဲ့ပုံစံမျိုးဟိုဘက်ကိုလည်းနိုင်စေခြင်းတဲ့ဝါသနာခြင်းတွေရှိပါပြီเนาะဆရာလေးဘယ်ရက်လောက်တက်လာဖြစ်မလဲလို့မေးပေးပါလားကိုကြီးမေးပေးပါမယ်เนาะကဲဂျာစာကြီးတို့စပစ်အမှတ်ကတော့လက်ဝမ်းပါဗျဒါတိုင်းစပစ်ပါဦးဝီတာဆရာလေးထုတ်ထားပြီကောင်းလိုက်တာဗျာဝမ်းလက်ပါဗျကောင်းတယ်ကောင်းရှုံဆရာလေးခွေထားပြီကောင်းလိုက်တာဗျာစပစ်ကကိုတင်ကိုပဲမိပါပြီကဲစင်ထွက်တယ်ဗျာထုတ်ဝမ်းပါလက်ဝမ်းပါဗျကဲဂျာသာကြီးတို့စားပစ်ပါဗျဆရာလေးခဏပြီပဲနဲ့တင်ထားပြီကြီးသားကောင်းလိုက်တာဗျာခွေးပူနဲ့ပွဲပြည်နိုင်သွားလဲဆိုကိုတီးရခွေးပူနိုင်သွားတယ်ကိုကြီးခွေးပူကတော့ဒီနေ့သူပြောတယ်ဗျသူဒီနေ့နှစ်ပွဲခက်တာနှစ်ပွဲလုံးနိုင်တယ်သူနားသွားပြီဒီကဲဝနာကန်ချင်းပိုက်တိုးသွားဖြစ်တဲ့အတွက်ဒူးလက်ပါဗျဝနာဖတ်တော့ချွတ်သွားပြီကျွန်တော်တော်ပြီးတယ်ဒီနေ့နားပြီတဲ့သူတို့နှစ်ပွဲကိုတော်တော်ကြီးကိုကောင်းပါဗျာသူတို့ကစားခွေးပူတို့ကစားသွားနားပြီလားကြီးကောင်းတယ်လက်ဒူးပါဗျပသိမ်မှာတမ်းမြတိမရှိဘူးလို့ဆရာလေးမင်းချစ်တယ်ဒီဒါမိုးပြီးပါလေခင်ဗျာတိမ်မှာဟာလဝါကြီးပေါ်တယ်ဆိုဟာလဝါမိပါပြီနာတင်ထားပြီဒါလာကြီးကောင်းတယ်ဟာပြီးပါပြီထမိတယ်ဟာကဲဝနပုတ်ချင်းဝေးသွားတယ်ဗျာကဲကျောင်းဆရာတို့နမဝနရာစာကြီးတို့အမှတ်မရသေးပါဘူးဗျတော့ရလို့ကတော့နေနေရှိသူ့မှာကြည်တာပဲစမ်းပါရတယ်ကိုဝနအမှားများတယ်ကိုရင်အခုမှဒါအစပဲရှိသေးတယ်ကိုကြီးနော်ဒါကြီးရောက်လာပြီဝနကောင်းတယ်လက်တူပါအစကောင်းပြီးတော့အနောက်မတိကြရလည်းရှိတယ်နော်ကိုကြီးအစအမှတ်တွေ4မှတ်5မှတ်တွေတာပြီးတော့ရှုံးသွားတဲ့ပွဲတွေလည်းရှိတယ်နော်အဲကြောင့်မလို့ပြောလို့မရပါဘူးဗျမိဝီကဲစင်ထွက်တယ်ဗျာဒူးလက်ပါဗျကဲကြည်တာတို့ချောင်းဆရာတို့နမဝနရာစာကြီးတို့အမှတ်မရသေးပါဘူးဗျဖိုက်တာကွာတယ်ကြည်တာစားမယ်ဖိုက်တာအကိုဝနတော့တာတပါသေးတယ်ဗျနော်တကယ်ပွင့်လင်းပြောတာနားပြီကောင်းတယ်ဗျာလက်ဒူးပါဗျဘာလို့လဲဆိုဝနနှစ်ထပ်တွေလည်းရတယ်ခရိုတွေလည်းရတယ်လေကိုကြီးနော်စားပစ်ဖန်ကလည်းမစိုးပါဘူးဗျနော်ဒါကြီးပဲဟိုလာပြီဒီပါလာတယ်ဟာဟုတ်ပါတယ်တက်တက်နောက်โอเคကိုမမေမင်္ဂလာပါဗျဒါကြီးရောက်လာတယ်ကောင်းတယ်ဝနလက်ထူပါဗျမရှိပါဘူးဟုတ်ကြည့်ရပါခွေးမှလိုက်ကြတော့မရှိပါဘူးဟာကောင်းလိုက်တာဗျာကြည်တာဟုတ်ပြီကိုမမေထိုင်းကနေအားပေးနေတယ်ဟုတ်ကဲ့ဗျကဲမကတော့ဒူးလက်ပါနော်ကျောင်းဆရာတို့နမရာသာကြီးတို့အမှတ်မရသေးပါဘူးဗျဒါလေးထိုးလာပြီရာသာကြီးဒါလေးထိုးမြောက်ထားတယ်ခဏ
ကောင်းတယ်ဗျာဝနလက်ထုပါ လက်တူပါညီလေးတော့ကောင်းပြီ ကိုကြည်တာပြက်စီနေတယ်ဒါကပြက်စီညာဝနကပြက်စီညာတယ်ကောင်းလိုက်ကြဗျာကြည်တာဒူးလက်ပါဗျာစင်ကာပူကနေအပေးနေတယ်ဟုတ်ပြီဗျာကိုကြီးကိုစောချောဝနာပုတ်ချင်းဝေးသွားပြန်ပြီဗျာ3လက်ဖြစ်သွားပါပြီဗျာကဲကျောင်းဆရာတို့3မှတ်ဝနာရာစာကြီးတို့အမှတ်မရသေးပါဘူးเนาะ3လက်ပါဗျာဘယ်လိုရှိအောင်เนาะဝနာရဲ့ဘတ်ချင်းကတော့ပိုက်မကျော်ပြန်ဘူးဗျာရာသာကြီးထောင်ချင်းလဲကြံနေတယ်လို့တော့မြင်တယ်နော်4လက်ဖြစ်သွားပါပြီဗျပြိုင်ပွဲ10ရက်နေ့ကိုစဉ်ကြီးအမေသားဆန်ကုန်ကြီးလေးမင်္ဂလာပါဗျကိုကြီး4လက်ပါဗျကောင်းတယ်ဝနာလက်4ပါဗျ အော်လက်ဖို့ပါ ဟုတ်ကဲ့ရွှေထွက်ထွက်ပသိမ်သားတွေမခတ်ဘူးလားကွာဆိုမျိုးခတ်ကြတယ်ကိုကြီးဟိုးမှာတကွင်းရှိလေဟိုးမှာလည်းစော်နေရတယ်နော်ရှင်းကွင်း2ကွင်းဗျကောင်းတယ်ကြည်တာ4လက်ပါဗျကြည်တာမအီမတာမလောက်ရဘူးနော်ကိုခွေးပူလို့နိုင်သွားတယ်ကိုနော်ခွေးပူလို့နှစ်ပွဲလဲနိုင်တယ်3ပွဲလဲနိုင်တယ်ခွေးပူလို့ ချင်းမလားဒီ ကျောင်းဆရာစာပေကတော့ဂျာစာကြီးရှီခွင်ထဲမှာတစ်လုံးပေါက်သွားပြီဗျ5လက်ဖြစ်သွားပါပြီ ကဲတော့ဖိုင်လက်ပါ ကိုကြည်တာရက်6ပြီလောက်ရှိတယ်မရှိဘူးကိုကြီးဆိုလိုလုံးနော်ကဲဒီပွဲလေးကိုအာရုံစိုက်ပါဗျနော်ကိုကြီး ဟုတ်တယ်ညီမလေးနော်ဟိုမှာတကွင်းရှိတယ်နော်အခုကလက်ရှိတယ်ဟိုနော် မိပြီဟာကောင်းတယ်ကြည်တာ ကဲမတော်စစ်လက်ပါဗျ စစ်လက်ဖြစ်သွားပါပြီနော်ကြည်တာတော့ဝနာပုတ်ချင်းတော့10ချင်းနဲ့တူတမတ်ယူပါပြီနော်ဟုတ်ပြီဗျ ကျွန်တော်တို့ခေါင်းယူပါ မတော်စစ်လက်ဖြစ်သွားပါပြီဗျကဲကျောင်းဆရာစားပြတိုင်ထိသွားပါတယ်လက်စစ်ပါဗျ တိမ်မှာပြောနေရတယ်ကျွန်တော်တို့ပြောတယ် ကဲမကတော့လက်စစ်ပါဗျဝနာရာသာကြီးတို့အမှတ်မရသေးပါဘူးဗျဟုတ်တယ်ခွေးပူနိုင်ပွဲတွေကြီးပဲခွေးပူဖက်နဲ့ချွတ်သွားပြီကိုနော်မခတ်တော့ဘူးလေဒီနေ့ကိုပြောတာနော်ဒီနေ့မခတ်တော့ဘူးကောင်းလိုက်ကြဗျကြည်တာစစ်လက်ပါဗျ ကျွန်တော်ကျောင်းပြဘက်ကတင်ကားတယ်ဘယ်တော့တင်ကားတယ်တော့ရရညီလေးကိုကြီးဘုရားတိုင်ပါလာခဲ့ကောင်းတာပေါက်ကောင်း ကောင်းတယ်ဝနာလက်စစ်ပါဗျ ရရညီနော် ကောင်းလိုက်ကြဗျကြည်တာစစ်လက်ပါဗျ ကိုခွေးကမိုးတယ်ကိုခွေးကဒီမှာကန်းကားလိုက်ပြီးချင်းချင်းမကြည့်ဘူးဘာပဲမင်းဆိုင်ပါဒီမှာတော့ခါမင်းသားကြတယ်စဉ်းစားကြတယ်စဉ်းစား ကောင်းတယ်ဝနာလက်စစ်ပါ ကဲတော့လက်စပါ ဒါကျွန်တော်တို့ပသိမ်မျိုးကိုကျွတ်ရှင်းကွင်းမှာခက်ကစားနေကြတာပါနော်ဒါပသိမ်မျိုးအမွေကုန်းပတ်လမ်းမှာရှိတဲ့ကိုကျွတ်ရှင်းကွင်းမှာခက်ကစားနေရပါနော်ဒီကွင်းမှာကျွန်တော်တို့ပြိုင်ပွဲရှိလို့ကစားသမားတွေတော်တော်များများရောက်ရှိနေခြင်းဖြစ်ပါနော်ပြိုင်ပွဲ10ရက်နေ့မှစမှာပါနော်အခုလောလောဆယ်တော့စက်ပွဲနေပွဲကျန်းနေကြနော်ကောင်းတယ်ဗျကြည်တာစစ်လက်ပါဗျ စစ်လက်ပါရန်တယ်အောင်လေးနဲ့ 10ရက်နေ့ထင်ကြလာကမှလန်တဝဲရောက်ကမှ10နေ့ပြိုင်ပွဲစမှာတဲ့အဲ့ဒါနဲ့ကျွန်တော်တို့လည်းတရောက်မှာပါနော်ကဲမကတော့လက်စစ်ပါဗျဟာမိသွားပြီကောင်းတယ်မိပြန်ပြီမိသွားပြန်ပြီကဲဝေးသွားတယ်ဗျာစစ်လက်ပါဗျအဲကြည်တာတော့10ချင်းနေတော်တော်ကြီးကိုတက်နေတယ်ဗျနော်ခြေပွဲတွေကမြိုင်နေရောပဲဟုတ်ကဲ့ကိုကြီးအဓိကဒီကွင်းကသူကအနည်းဆုံးဝင်3သိန်း1000ပဲဗျနော်ဒီလိုမျိုးနာမည်ရှိကစားသမားတွေဆိုတော့ခြေကအနည်းဆုံးတော့မဖြစ်ဘူးဆိုတော့ကျွန်တော်မြင်တယ်ဒီမှာ17သိန်းကအနည်းဆုံးပဲဗျအနည်းဆုံး17သိန်းဖြစ်မိုးလင်းနေဖြစ်ကြည်တာဖောင်းသွားတယ်ဗျနော်1စစ်ပါဗျ လက်စပါဒီရဲ့ကွင်းမှာတဲ့အပိလာတော့တိုင်တိုင်ရပါပါလို့ ကျန်လိုက်ကြဗျာကြည်တာစစ်ဝမ်းမှာ ကျေးဇူးပါညီလေးနော်ဒီရဲ့ကွင်းရကိုကြီးလိုက်စားတဲ့နေရာနော် ကောင်းတယ်ဝန အဲ့မှာအမိတေး11စစ်ပါဗျကဲရာသာကြီးတို့တမတ်ကြည်တာချောင်းဆရာတို့6မှတ်ပါဗျ တုံးတုံးကိုပြ ကြည်တာပုတ်ချင်းပိုက်ထိုးသွားဖြစ်တဲ့အတွက်2စစ်ပါဗျ လိုက်လာပြီနော်အမှတူးပြ ကဲရာသာကြီးတို့တမတ်ထက်တက်သွားပါပြီကြည်တာပုတ်ချင်းပိုက်ထိုးပြီးတော့2စစ်ဖြစ်သွားပါပြီဗျ သကြီးနဲ့ပါတယ်တော့ကတော့ကားလေးနဲ့လိုက်ခမီလေးဖြစ်ဆောင်တယ်
မကတော့ဒူးစစ်ပါဗျနော် အဲ့တော့ကျောင်းလိုက်တာဒီတိုင်းလိုက် ခြေသာပုံရှင်းပိုက်ထပ်တိုးသွားပြန်ပြီဗျာ3စစ်ပါဗျကဲကျွန်တော်ပြောထားသလိုပဲအစာတော့ကောင်းပြီးတော့အနောက်မသေးကြတာဖြစ်တယ်ဗျနော်အခုခြေသာရဲ့3လုံးအမားတစ်စင်းရာသာကြီးတို့3မှတ်တက်သွားပါပြီ3စစ်ပါဗျမိဝါပြပြီကျန်လိုက်ကြဗျာ4စစ်ပါဗျကဲခြေသာ၄လုံးစတိုက်ဝနာတို့ကတော့၄မှတ်စတိုက်ရသွားပြီနော်4စစ်ဖြစ်သွားပါပြီဗျကဲဝါသနာရှင်တွေမြင်တွေ့တဲ့အတိုင်းပဲဝနာတို့ကတော့အစမကောင်းမိမယ်လေနောက်ပိုင်းမှာပြပြမှန်မှန်နဲ့တူအမှတ်တွေရယူလာတာအခုဆိုတော့4စစ်ဖြစ်သွားပါပြီဝနာကိုခေါ်ပါသည်ကောင်းတယ်ကြည်တာရွှေထက်ထက်ဒါလေးစားပေးဒါသာကြီးဒါလေးမြောက်ထားပြီကိုနာ ပြီးပါပြီကဲပါသွားတယ်7ဖိုးပါဗျဝနာပုတ်ချင်တော့ကြည်တာခေါင်းလေးနဲ့ခံထားတာပါသွားတာတစ်စင်းဓမတ်ယူပါပြီနော်ကျောင်းဆရာတို့7ဖိုးပါဗျကောင်းတယ်ဖိုး7ပါဆက်ခွန်ပေးတယ်ကိုကြည်တာဘက်ကလိန်ချိုးနေတာကဲမကတော့ဖိုး7ပါဗျဝနာတို့4မှတ်ကြည်တာတို့9မှတ်တဲ့ကြီးဆက်ဆောက်တယ်ဆက်ဆောက်တယ်ကိုကျောင်းဆရာစားပဲပိုက်တိုးသွားပါတယ်ဖိုး7ပါဗျဒီကလူကြီးတို့အဲ့သေးသေးကြီးထားပါတော့ဒီကျင်းတော့ပြန်ပေးရတာဘာလို့မှလဲအဲ့သေးသေးမိဝါပြီထပ်ကဲ57ဖြစ်သွားပါပြီဗျကဲဝနာတို့ကတော့10ချင်းနဲ့တူတမတ်ယူသွားပါပြီ57ပါဗျဟုတ်လဲဝတ်တော့ဒါပြီဒါရလေးပဲအောင်လိုက်တာဗျာကိုထက်လွင်ဦးကြီးအကိုကြီးပွဲမစားခင်တည်းကတော့10ချစ်တွေရောမရတာကိုကြီးအခု75ဖြစ်နေတာဘလို့2သိန်းရမလဲကိုကြီးပွဲမစားခင်တော့ဒီဘက်က10ချစ်တွေ10ခွန်ပေးနေတာအခုက2မှတ်တာနေဘလို့ရမလဲကိုကြီးဒီကိုတော့ကျွန်တော်တို့မသိပါဘူးသဘောပြပြလေးထိုးလာပြီနာဒါလေးမြောက်လာတယ်ဒါကြီးအောင်လိုက်တာဗျာဝနာ57ပါဗျာမကော57ပါကိုတန်းစင်တော့16သိန်းခွဲကိုကြီးနော်ဒါကြီးစားပေးပါပထမကျောင်းကျတော့နှစ်ခွေးဘူးဝနာခတ်တဲ့ပွဲ22သိန်းအခုက16သိန်းခွဲကိုပါပြီ no ဒူးနှလုံးထောင်7 5ပါ5ပါလေနော်ဒါလေးပဲထိုးလိုက်ကျောင်းဆရာစားပဲထိုးခြင်းစီးကြော်သွားဖြစ်တဲ့တော့57ပါဗျာမျက်စိသိမကောင်းဘူးကြော်ရပါလေဖိုက်တာလို့ပြောဆရာလေးနောက်လာပြန်အဲ့ဒါမင်းကျောင်းဆရာပြောမှာကွာကျောင်းရဒါလေးပဲဒီညောင်လိုက်ပါပါပြီကောင်းတယ်ငကားကြီး7 5ပါဗျာနော်မင်းငါဆိုတော့အောက်တန်းလေးရောရပါကွာငါအချင်းမထောင်နိုင်ဘူးပထမပွဲကျောင်းဆရာလေးတို့နိုင်လားဆရာချုံသွားတယ်ကွာကောင်းလိုက်တာဗျာဝနာနှစ်ထက်ကြီးရတယ်နော်ကဲဝနာတို့9မှတ်ကြည်တာတို့9မှတ်ပါဗျကောင်းတယ်ဗျာကြည်တာ7 5ပါဗျာနော်ဒီတာပဲဒါရအိမ်မှာလာပြီကောင်းလိုက်တာကြည်တာဒေါသနဲ့ကိုရိုက်နေနော်ကြည်တာကတော့မနေ့ကတေပွဲရှိတင်ပေးအောင်တော့ကြည့်ရတာဖြစ်နေရဗျအမေသားစံကုန်ပြီလေဘက်ကမထစ်ပါဘူးနော်အခုထုံးရီဆက်နေချင်းပြီးပြန်ဝင်ကြည့်လိုက်ပါနော်အမှတ်ကတော့8တန်းပါဗျဒီမှာကျွန်တော်တို့မှာကြည့်ပေးနေတော့ line မထစ်ပါဘူးဗျနော်ဒီဘက်မှာလည်းကြည့်နေပါတန်း8ပါဗျနည်းနည်း3ပွဲကြည့်မြတ်လိုက်ဘူးဘယ်လိုဖြစ်သွားလဲဆိုဟုတ်တယ်ခွေးပူလို့2ပွဲလုံးနိုင်သွားတယ်နော်ခွေးပူ3ပွဲမှလည်းနိုင်တယ်နည်းနည်းပွဲမှလည်းခွေးပူလို့နိုင်သွားတယ်ကျောင်းဆက်လို့မိပြီဟာထမိပြီပါသွားတယ်ကောင်းလိုက်တာငကားကြီးပါဗျ11 8ဖြစ်သွားပါပြီဒီဘက်ကဝနာရာသာကြီးတို့အမောက်တော့အကောင်းဆုံးသုံးချသွားပြီးတော့တမတ်ယူသွားပြီနော်ကျွန်တော်ဆရာလေးဖန်အဓိကတော့ဒီမှာနော်ဟို YouTube search ဘာမှာတောင်းဆရာလေးတို့ရိုက်လိုက်ပါနော်မှာကျွန်တော်စောတို့ပွဲတွေရောအများကြီးတင်ထားပါနော်ပွဲတွေအမှတ်ကတော့11 8ပါဗျာနော် YouTube search ဘာမှာတောင်းဆရာလေးတို့ရိုက်လိုက်ပေါ်ပါတယ်နော်ပွဲတွေတင်ထားပါတယ်အများကြီး
ကဲကျောင်းဆရာစားပေးမိဝေးသွားတယ်11အိတ်ပါဗျကျောင်းဆရာငယ်ကောင်ပြောတာဟုတ်ပြီကိုစော်ဝင်းနိုင်မနော်YouTube channel တောင်းကြရောက်လာပါလေကိုတင်ထားပါနော်ကဲမကတော့11အိတ်ပါဗျကောင်းတယ်ဝနအိတ်11ပါဗျအားတော့ကားရည်စီပွဲဖြစ်ဆောင်နေတာမိကဲစင်ထွက်တယ်ဗျာကျောင်းဆရာပြန်ပွဲဖေးဖိုက်တာတွေနဲ့လေဗျာအငယ်ကောင်တို့ကြည်တာတို့ပါရနော်အငယ်ကောင်တို့ကြည်တာတို့ပါပါတယ်ကျောင်းဆရာအငယ်ကောင်ကြည်တာဂျွန်စောပေါ့နော်အဲ့၄ယောက်နောက်ထပ်လူတွေလည်းလာရင်လာအောင်ပါနော်ကောင်းတယ်ဗျာမလေးလာခဲ့ပါနော်အဲ့11ပါဗျမလို့ပါနော်ဒီပွဲပြီးနောက်တစ်ဆက်ပွဲမသိသေးဘူးကိုကြီးအဲ့ဒါကျွန်တော်တကယ်မသိသေးဘူးဗျ YouTube ကပြန်ကြည့်လိုက်မယ်ဟုတ်ကဲ့ပြည့်စုံဟင်းကြီးဟုတ် YouTube ကတော့မလွင့်တော့ဘူးဗျဒီပွဲကိုအားသေးတော့ကောင်းလိုက်တော့ကွာစားပြီကောင်းတယ်ဝနကိုကျော်မြတ်ကောင်းကြီးပြန်ပွဲကဲမှတ်ကတော့အဲ့11ပါဗျကောင်းတယ်ကြည်တာ11အိတ်ပါဗျာနော်ပြန်ပွဲငါးပိတ်တစ်စစားပိတ်ကတော့ခေါင်းချုပ်ပိတ်ခုံထိုးပိတ်လက်ပစ်ပိတ်ပါစားအောက်ခံပွဲပါနော်ပြန်ပွဲပြီးပါလာတယ်ကောင်းတယ်ဝနအဲ့11ပါဗျဇာတာကြီးစားပြနည်းနည်းလေးဝေးသွားတယ်နော်ကြည်သားညာလိုင်းနဲ့ကိုထိုးတာတော်တော်ကြီးကိုကောင်းတယ်ဗျတေးသေးလေးဝေးသွားတယ်ဗျကဲမကတော့11အိတ်ပါဗျမိကဲစင်ထွက်တယ်ဗျအဲ့11ပါကောင်းတယ်ကြည်တာ11အိတ်ပါဗျပြန်ကွာတိတော့မဟုတ်လေတဲ့တယောက်မှမပါပါဘူးနော်သူတို့စီကိန်းသွားမှသူတို့ကန့်ဝင်နေရနော်ဘလို့မှထွက်ခက်လို့မရပါဘူးကဲအမကတော့11အိတ်ပါဗျအားလည်းကြောက်မိဝါပြီကဲဝနာရဲ့ဘတ်ချင်တော့ကျောင်းဆရာပပနန်းနန်းနဲ့စောင့်ပြီးတော့ဆယ်ထားနိုင်ခဲ့ပေမဲ့လည်းကြည်တာအဆုံးသက်ကတော့နည်းနည်းလေးအားနေသွားတယ်လို့မြင်တယ်နော်ထောင်ချင်းကောင်းတဲ့အောင်ကြည်တာအားနဲ့ပါနဲ့ရိုက်လိုက်တဲ့နေထားမှာပိုက်တိုးသွားတယ်နော်တကယ်ကိုနစ်နာတယ်လို့တော့မြင်ပါတယ်ဗျကဲအမကတော့အဲ့11ပါဗျကျေးဇူးပါကိုဟုတ်ကဲ့ရတယ်ကိုပြည့်စုံဟင်းမိပြီစင်ထွက်တယ်မိပြီ11အိတ်ပါဗျလာပါရှင်ညီမလေးတက်ကူကတရက်ပါခုနှစ်ယောက်ခန့်ဆိုရင်3000ပေါ့ဟာဒီမှာကောင်းတယ်ဝနအဲ့11ပါဗျမိုက်လိုက်တာအဲ့လုံးဒီခါကြောက်တယ်ကိုပြီးမှကြည့်နော်ဖြစ်တယ်ပါနော်ဒါကြီးဒီကတော့ထားပါပိုက်6ပြီကောပိုက်9ပြီနှစ်ပိုက်ပေါ်အလုံးတော့မဝင်နိုင်မကြော်သွားနိုင်ရှိတယ်နော်ပိုက်9ပြီနှစ်ပြီပိုက်6ပြီကောတော့မပြောဘူးနော်လောတိုင်းပေါ့နော်အဲ့လိုမျိုးပါသွားတယ်ကျင်းနေရအောင်ပြီကဲတွဲအိတ်ဖြစ်သွားပါပြီဗျကျောင်းဆရာစားပေးကတော့ဝနရှိတ်မှာတစ်လုံးကလိပြီးတော့တမတ်ယူသွားပြန်ပြီနော်တွဲအိတ်ပါဗျတွဲအိတ်ပါဝန9တွဲပါဗျဟောင်းနေဗျာကြည်တာနိုင်တွေ့ပါတွေ့နိုင်ပြီဟုတ်လေနဲ့နစ်လာတယ်အချင်းကိုပြီးလာတယ်ဟောင်းလိုက်တာဗျာဝန9တွဲပါဗျကဲပါအဲ့ဒါလည်းအဲ့လိုပြီးလာအခုတော့ဟိုတရားတွေရောချင်းကိုလာတော့ပြီးအောင်ကိုလိုပြီးလာရတယ်
နိုင်တွဲပါဗျပွဲကြီးပြိတ္တများတယ်နော်ဟုတ်တယ်ကိုကြီးဟိုပေါ့နာမည်ကြီးကစားသမားလာလို့များတာမဟုတ်ဘူးအစကတည်းကများနေသူကဒီ ဟုတ်တယ်နဲ့ဒီ မှာနာမည်ကြီးကစားသမားမြောက်ခင်နေဒီကသူ့နေခံနေတော့များနေတယ်ကောင်းလိုက်တာဗျကြည့်ကောင်းလိုက်ကြဗျာဝနကြံချင်းခရိုကြီးကောင်ပါနော်နိုင်တွဲပါဗျ နိုင်တွဲပါအဲ့ကဘုံကတိုင်းကိုနိုင်တော့ဘုံကတိုင်းအားရခေါင်းသားမလားဘုံကသားမလားတဲ့ဘုရားရဲ့ပြည်မလားဘုံကသားလေးရောက်တော့ဘုံကမသားဘူးခေါင်းသားမလားတဲ့ပြရတယ်ဟုတ်ကဲ့ဆုံးတဲ့ဒီနေ့အဘိုးမလေးဘုံကချိကနေရခွာရီဘုံဘာကြီးခဏမဟုတ်ဘီဘီကဲဝနာပုတ်ချင်ရတော့ပိုက်ချိုးသွားတယ်ဗျာနော်မဟုတ်ရင်တော့တမတ်တက်မှာဗျ မလေးဆွဲသွားတယ်ကျွန်တော်ကြည့်တယ်ဟုတ်မရောက်မလိုက်ကောင်းလိုက်တာဗျာနိုင်တွဲပါဗျာခြေသာဖောင်းသွားဖြစ်တဲ့အတွက်တန်းတွဲဖြစ်သွားပါပြီဗျကဲဇာတာကြီးတို့ဝနာတို့ကတော့အမတ်တွေပြန်လိုက်လာပြန်ပြီနော်တန်းတွဲပါဗျကဲမကတော့နံပါတ်ပဲကွာပါတော့တယ်မိစင်ထွက်တယ်ဗျာတွဲတန်းပါဗျတွဲတန်းပါတော်တယ်ညောင်းပါတယ်ကဲចောင်းစရာကြည်သာ12မှတ်ဝနရာဇာကြီးတို့10မှတ်ပါနော်အမှတ်က2မှတ်ပဲကွာပါတယ်ကောင်းလိုက်ကြဗျာဝနတန်းတွဲပါဗျကောင်းတယ်ကြည်တာတွဲတန်းပါဗျဒီလိုလေးရေပူးရရောမိပါပြီပါလာတယ်ကောင်းတယ်ဝနဒီသားလေးကျွန်တော်အားပေးနေဆရာကျောင်းတယ်ကျောင်းဆရာတို့ကြည်တာတို့ဝနတို့ရာဇာကြီးတို့အားပေးပါဒီကလေးမိပါပြီကောင်းတယ်လေဗန်12ဖြစ်သွားပါပြီဗျကဲဝနာတို့ကတော့10ချင်းနဲ့အတူတမတ်ယူသွားပြီးတော့လေဗန်12ဆိုတဲ့နေသားမျိုးနဲ့ကျောင်းဆရာတို့တော့အနိကဆုံးဖိအားပေးလိုက်ပြန်နော်တကယ်ကိုကျောင်းဆရာလန့်ဆရာအချိန်တွေရောက်လာပြီနော်လေဗန်12ဆိုတဲ့နေသားဖြစ်လာပါပြီဟုတ်တယ်ကွန်ကရကျော်ကြီးမလာပြဘူးဗျကဲအမတ်ကတော့11တွဲပါဗျတောင်းလိုက်တာငကားကြီးတွဲ11ပါဗျကောင်းလိုက်ကြဗျာဝန11တွဲပါဗျဟုတ်ပြီဗျာဝနကပြည့်ဟုတ်တယ်ကိုလန်တဲ့လူအဲ့လိုမျိုးလေးလောက်ပါလေမိပါဗျာကဲစင်ထွက်တယ်ဗျာဝနကောင်းပါလေဗျာဟုတ်တယ်ဝနလေးလည်းကောင်းပါလေဗျာဒီကလေးကဲမကတော့တွဲ11မှာနော်တမတ်ပဲကွာတော့တယ်ဗျကောင်းတယ်ဗျာဝန11တွဲပါ11တွဲပါကဲအမတ်ကလည်းတမတ်ပဲကွာတယ်နော်ဒီမတ်တွေကဘာမှပြောလို့မရပါဘူးဗျကဲရာသာကြီးစားပဲပိုက်ထုတ်သွားကြကိုချင်းလည်းကောင်းတယ်ဗျနော်ကြားပြီးကောင်းပြီလေကဲအမတ်ကတော့တွဲ11မှာနော်ကျောင်းဆရာတို့12မှတ်ရာသာကြီးတို့17မှတ်
မမောက်ဗျာရာသာကြီးကောင်းတယ်ဗျာသူတလုံးမမသေးတော့ရာသာကြီးအိုက်တော့ဝနာအရန်ကောင်းတယ်ကိုစိုးတီရဟုတ်ကဲ့ရာသာကြီးလည်းစူးစမ်းပြီးကစားနေနော်ဒီကလေးကောင်းလိုက်တာဗျာကြည်တာကြည်တာဆယ်ချင်းတွေအားနဲ့တူပဲကိုသားကြီးဟောပေါ့ကြည်တာတော်တော်ဆယ်ထားပါလေဒီပွဲစဉ်မှာဒီပွဲပြီးလို့ချင်းလိုက်ချပြီးကြည့်ကြည့်လိုက်နော်တော်တော်ဆယ်ပဲနော်ကျန်းလိုက်တာဗျာဝန11တွဲပါဗျာ11တွဲပါဗျာကောင်းတယ်ကြည်တာဟုတ်တယ်ကောင်းတယ်ဘကူသားလေးကောင်းလိုက်တာဗျာ11တွဲပါနော်ကဲအမက်ကလည်းမကွာဘူးဗျာနော်စားပစ်တယ်လည်းသူမပေါက်ကိုမပေါက်နဲ့ကဲလစ်တွေများမှားမလားဖိုက်တာတွေမှားမလားကျွန်တော်တို့မကြခင်သိရပါတော့မယ်အမက်ကလည်းမကွာဘူးဗျာနော်11တွဲဗျာကျောင်းဆရာတို့ကလည်းအဖွင့်မလှခဲ့ဘူးဗျာနော်ပသိမ်မှာဒါတော့သူရဲ့ဒုတိယမြောက်ပွဲလို့လည်းပြောလို့ရပါနော်ကဲဂျာစာကြီးတို့စားပစ်ကောင်းလိုက်ကြဗျာကြည်တာကိုဆွေးအကိုကြီး6ပိတ်ခွဲနေနော်စာတေချာလေးရေးထားပြပါဗျာကျွန်တော်ကိုသိန်းတော့ဘာပွဲကြမပြောတတ်သေးဘူးကိုကြီးကျွန်တော် information ကြိုမရထားလို့ဗျာကောင်းတယ်ဗျာဝန11တွဲပါဗျာကျွန်တော်လုပ်တဲ့ပွဲလေးဆိုလမ်းပို့ပေးမယ်ကိုကြီးနော်ကောင်းတယ်ဗျာတွဲ11ပါဗျာနှစ်ပွဲရှိပြီလဲဆရာလေးဆိုဘယ်ပွဲရှင်းပွဲတွေကတော့အများကြီးပဲမိုးလင်းနဲ့ခတ်နေသူ10ခွဲလောက်တည်းစခတ်11တွဲပါဗျာဟုတ်တယ်ကိုနှစ်ပွဲလုံးကနှစ်ဖက်လုံးကတိတ်ပြီးတော့မကွာဘူးဗျာနော်ပါလာတယ်ကဲတွဲဩဖြစ်သွားပါပြီဗျကဲဝနာရာသာကြီးတို့ကတော့ကျောင်းဆရာတို့အမား30တမတ်ထပ်တက်ပြီးတော့တွဲဩအမတ်ထူသွားပါပြီကဲကျွန်တော်ပြောထားသလိုပဲအစာကောင်းပြီးတော့အနောက်မသိကြတတ်တဲ့ပုံစံမျိုးတွေထပ်တွေ့ရမလားကျွန်တော်စောင့်ကြည့်ရမှာနော်ဟာကောင်းတယ်ကြည်တာတွဲဩပါဗျတကယ်ကိုအမတ်ကွာရက်နဲ့ဝနာရာသာကြီးတို့ရဲ့ကြိုးစားထုံးမှုကတော့တကယ်ကိုဒီပွဲစဉ်အနိုင်ရခဲ့မယ်ဆိုတော့အတိမပြုတ်တယ်နော်တကယ်အမလေးလေးဗျာကျောင်းဆရာရဲ့စာပေကတော့ပိုက်ထောက်ပြီးတလုံးပေါက်သွားပြီဗျဟုတ်တွဲဖြစ်သွားပါပြီတကယ်ကိုအမတ်တူညီနေတဲ့အချိန်မှာသူ့ရဲ့စာပေတလုံးပေါက်သွားတာတကယ်ကိုကောင်းမွန်သွားတယ်လို့တော့မြင်တယ်နော်ဒီလိုချိန်မှာအမလေးလေးဗျာတွဲဟုတ်ပါဗျခုခက်နေအတွဲပြောတာလေအခုမှပထမတစ်ပွဲပါတော့ကိုဒါသူတို့တစ်ပွဲတည်းတည်ထားတာပါနော်တစ်ပွဲတည်းဆက်ထားတာပဲကောင်းတယ်ဗျာကြည်တာဒီကြောက်ကြီးကတော့ထုံးစံလို့ဖြစ်နေပြီဟာကဲမကတော့ဟုတ်တွဲပါဗျာနော်ကျောင်းဆရာတို့73မှတ်ဝနာတို့12မှတ်ပါဗျာမိကဲစင်းနဲ့ဗျာတွဲဟုတ်ပါဗျာနိုင်ငံချုံးကြည်တာရည်နေရောအဲ့ကြောင့်ကြည်တာကိုကြိုက်တာအဓိကတော့ဒီပွဲစဉ်နိုင်သွားတော့ကျောင်းပြောက်တိတ်မပြည့်တယ်ဘာလို့လဲဆိုတော့တွဲရောတူနေတဲ့အချိန်မှာဒီဘက်ကစိတ်တပိုင်းနဲ့မြင့်နေတဲ့အချိန်မှာသူရဲ့စားပစ်ပိုက်ထောက်ပြီးထိုးပါဗျာတော်တော်ကောင်းပါပဲအဲ့လိုကဲမကတော့တွဲဟုတ်ပါဗျာငတ်တော့မယ်မိကဲစင်ထွက်တယ်ဗျာထုတ်တွဲပါဗျာဟုတ်တယ်မရင်ရင်တွေပိုက်6ပိတ်ခွဲကိုထိုးပါပိုက်ထောက်ကောင်းပါဗျာဒီကဝယ်နော်ဒီကဟိုင်မိပါပြီဟာကောင်းတယ်ဝနတွဲဟုတ်ပါဗျာကျောင်းနေဘယ်ကျောင်းမှမကောင်းဘူးလားမိကဲကောင်းတယ်ဗျာဟုတ်တွဲပါဗျာကိုจิตကလာပြောင်းနေတယ်ဟုတ်ကဲ့တက်ပေါ်ကစားနေတယ်ကိုကြီးနော်ကိုချမ်းချမ်းပါမှာဒီပွဲလေးကိုအာရုံစိုက်ပါနော်ကိုကြီးကဲမကတော့ဟုတ်တွဲပါကျောင်းတို့ကောင်းလိုက်ကြဗျာတွဲဟုတ်ပါဟုတ်လား
ကိုလုံးကြီးကမိကဲစင်ပြန်ပြီဗျာဟုတ်တွဲပါဟောတရားစားပိတ်ကတော့ဝေးသွားတယ်ဗျာဟုတ်ပါဒီနေ့ဝနာ6ပိတ်ကိုခရိုရိုက်တာပိုက်မတိုးပါဟုတ်ကဲ့ကိုမျိုးလေးကောင်းလိုက်ကြဗျာကြည်တာပြော့နေကြီးတဲ့ရာသာကြီးချေချင်းထိုးရမှာမဟိဘူးခု9နိုင်6နိုင်ကျောင်းဆရာစားပိတ်ကတော့ပိုက်တိုးသွားပြန်ပြီနော်တွဲဟုတ်ပါဗျဒီကရဲ့ပုံစံကတော့ပိုက်မကျော်တော့ဖြစ်တဲ့အတွက်လာအောင်ပြန်ဆင်းသွားပါပြီဗျကျောင်းဆရာထောင်နေလဲကောင်းပါတယ်ဗျနော်ဒီကရဲ့ပုံစံကတော့ပိုက်တိုးသွားတယ်ဗျနော်လာအောင်ပြန်ဆင်းသွားပါပြီကဲဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကတော့ကျွန်တော်တို့မကြခင်မှာသိရပါတော့မယ်နော်ကြည်တာတို့6ပဲနိုင်ရင်ကဲပွဲရတော့ရှင်တမမနဲ့ဆက်လက်စောင့်ကြည့်ရတော့နော်ပွဲရတော့တကယ်ကို6ပဲဖြစ်တာနဲ့ညီကိုယ်ကရှိသေးတယ်ပေါ့ရှိသေးတယ်နော်ကုန်ပြန်ကြောမယ်။ဒါသာကြီးစားပြီးဝေးသွားပါတယ်။ဝေးတော့ဝနာဘက်ကယူလို့ရမရတော့ဘူး။ဟာကိုသိန်းကျော်ဘယ်ဘက်ကမှမရတော့နော်။ခန့်နေပြီနော်အကြောင်း။ဟာကောင်းလိုက်တာဗျာဝနာ။တန်းဩပါနော်။ဒါဂျူးစင်းမတ်ပါနော်။ဒါပါပြီဆရာကျောင်းတို့ကန်ကြမှာ။စော်သေးဘူးလားပါလာတယ်။ကဲကျောင်းဆရာထောင်ချင်းပါလာတော့ရာသာကြီးခြေခွနဲ့ခံရတဲ့နေရာမှာဆင်ထွက်သွားတယ်ဗျာမဟုတ်ရင်တော့ဝနာတို့တမတ်တက်မှာဗျကိုမွေးနေပွဲမရှိလားအမလေးဗျာကဲကျောင်းဆရာရဲ့စားပိတ်တစ်လုံးကလေးပြီးတော့တမတ်ယူသွားပါပြီ11တန်းပါဗျတကယ်ကိုဒီစားပိတ်ကတော်တော်ကောင်းပါတယ်ဗျနော်ဝနာချင်းမှာဖြုတ်ချင်းလေးထိုးသွားတာဝဲစင်ကတော့ဟာရင်တောက်ချင်နေပဲရင်ကောင်းပါတယ်ကျန်လိုက်တာဗျာဝနာ6ပိတ်ခွဲယူခရိုကန်ပါတော့ကောင်းလုံးတယ်ဗျာကဲအမကတော့တန်း11ပါဗျကဲမကတော့တန်း11ပါဗျစားလေခွေးတိုင်းမှာအချင်းချင်းကိုယ့်ဘက်ကိုနားလည်မှုနဲ့ကစားပြီးတော့ကိုယ့်ဘက်ကိုပဲရှင်းကြပါတော့ကျွန်တော်တို့ကကြတော့ဒါကျွန်တော်တို့မှာကစားလို့တောင်းရင်မှုတောင်းကမှုရှိတယ်အခုတိုင်းမှာကိုယ့်ဘက်ကိုနားလည်မှုနဲ့လုပ်ပြီးတော့ဒါတကယ်လို့နိုင်ကြီးတွေမရောက်ဘူးချုံကြီးတွေမရောက်ပါညာဆိုတော့ကိုယ့်ဘက်ကိုပဲခံကြပါတော့ကျွန်တော်ပြောပြတာဥမာအရင်ကဆိုတော့ပါလေခွန်ရှိဝတ်ဘူးလည်းမသိဘူးကိုယ့်ဘက်ကိုစင်ကြည်ကြကျွန်တော်တို့ဘာမှမဖြစ်ဘူးကိုသိန်းစောနဲ့လည်းမသိဘူးကိုသိန်းစောကဲမကတော့တန်း11ပါမနော်ရာစာကြီးစားပစ်ကောင်းလိုက်တာဗျာကြည်တာတရားနေပါလေကိုနော်ဒါအကိုတို့ကကျတော့နိုင်ကျင်စိမ့်နဲ့ကစားသမားတွေစူးစမ်းတာပါပါပြောနေသူတို့လည်းစူးစမ်းပါတယ်သူတို့လည်းဘယ်လိုကောင်းလဲငွေကြေးနဲ့စိုက်ပြီးခတ်တာနော်သူတို့လည်းငွေကြေးနဲ့ဆွဲရပါတယ်လေကြေးလည်း16သိန်းကျော်မနေဘူးကြီးတယ်နော်လေးစားပစ်ဒါကြီးလေးကြောက်ပါပြီဝနာကောင်းလိုက်တာဗျာတန်း11ပါဗျာ11မှာသူတို့ကဒီကွဲဆက်စားချင်းကိုကြီးနီးစက်နေပြီ2နာရီကျော်မကျော်ပါဘူးကိုနော်ဒါကျူးစင်မတ်ရောက်နေပြီနော်ပြထားရနော်ကောင်းလိုက်တာဗျာကြည်တာ11တန်းပါဗျာအဲ့ချစ်တယ်အဲ့ဒါလည်းမိကဲစင်နေဗျာတန်း11ပါဗျာ
စီတာပြောနေဘူးနော်တက်လောက်ကောင်းတယ်ပြီးပါပြီကဲစင်ထွက်သွားတယ်ဗျာ11တန်းပါဗျကောင်းလိုက်ကြဗျာတန်း11ပါဗျကောင်းတယ်ဗျာကြည်တာငါကြီးကတော့တက်လုံးစကြလာပါပြီကျောင်းဆရာစားပြီးပိုက်တိုးသွားပါတယ်တန်း11ပါဗျပြီးပါပြီကဲစင်သွားပြန်ပြီဗျာမိသွားပြီကဲစီတာရဲ့ပုံချေတော့ပိုက်မကြော်လိုက်ပြန်ဘူးဗျာစီတာတော့နည်းနည်းကြနေရလို့တော့မြင်တယ်နော်ကဲမကတော့တန်း11ပါဗျကောင်းတယ်11တန်းပါဗျဘာလို့အဲ့ဒါတိုင်းဒါလေးကိုရပြီဒါကြီးဒါလေးပြောင်းထားတဲ့ဝနကောင်းလိုက်တာဗျာဝနလေတန်း11ပါဗျာနော်ရာသာကြီးတို့စားပြပါဗျာမိပါပြီကောင်းလိုက်ကြဗျာ11ဟောပါဗျာကဲကြည်တာပုတ်ချေတော့ရာသာကြီးတစ်လုံးဆယ်ပြီးဝနတမတ်ယူသွားပါပြီကဲအမတ်တူ11ဟောဖြစ်သွားပါပြီဒါဂျူးစင်မတ်တွေမှာအမတ်တွေတူညီသွားပြီဗျာနော်ကဲဘာတွေဆက်ဖြစ်ကြမှာလဲဟာကောင်းလိုက်တာ11ဟောပါချင်းကောင်းတို့ဘယ်သူနိုင်သွားလဲဆိုတော့ဟိုဘက်ကနိုင်သွားတယ်ကိုကြီးကြားပေါက်လေးတို့ကိုကျွတ်တို့နိုင်သွားတယ်ဗျာကိုကြီးကြည်တာအမားများလိုက်တာအမားများတာမဟုတ်ဘူးကြီးဒီနေ့တက်လုံးကြားနေပုံစံမျိုးရှိ11 off ဖြစ်နေကြနော်ဒါဂျူးစင်မမှာ11 off ဖြစ်နေနော်ကောင်းတယ်တွဲဟုတ်ပါဗျကဲကျောင်းဆရာတို့12မှတ်ရာဇာကြီးတို့73မှတ်ပါဗျကောင်းလိုက်ကြဗျာဝနဟုတ်တွဲပါဗျဟုတ်ကဲ့ကိုမျိုးလေးပွဲသိမလို့တော့ဘူးเนาะအချိန်ကအဲ့အတွက်ကြောင့်ဒါပြောမတတ်ပါဘူးเนาะကောင်းတယ်တွဲဟုတ်ပါဗျကဲမကတော့တွဲဟုတ်ပါဗျကောင်းလိုက်ကြဗျာဟုတ်တွဲပါဗျကျောင်းဆရာစာပြတယ်လေခေါင်းပုံကြီးမခက်တယ်လေပတ်သိမ်းမှာဗျကိုကြီးဒီတာကောင်းသွားပြန်ပြီဗျာပွိုင်တွဲဖြစ်သွားပါပြီဗျကဲရာသာကြီးတို့14မှတ်ကျောင်းဆရာတို့12မှတ်ကဲမကတော့ပွိုင်တွဲဖြစ်သွားပါပြီဗျာနော်ကျွန်တော်ပြောထားသလိုပဲအစာကောင်းပြီးတော့အနောက်မသေးကြတတ်တဲ့ပုံစံမျိုးဖြစ်တတ်တယ်ဆိုတာမျိုးတွေကဲအခုကျွန်တော်ပွိုင်တွဲဖြစ်နေပြန်ကောင်းတယ်ကြည်တာတွဲပွိုင်ပါဗျပွိုင်ပါကောင်းလိုက်ကြဗျာရာသာကြီးတကယ်ကောင်းတယ်ဗျာဒီကလေးပွိုင်တွဲပါဗျာနော်ခေါင်းလစ်ကိုအမရှိတယ်နော်တို့မှအမနေတယ်နော်ရာသာကြီးတော်ကောင်းတယ်ဗျာဒီလုံးနေလိုက်တော့မိပါဗျာပြီကဲပြီးဆုံးပါ15မဲ17မဲနဲ့ဝနရာသာကြီးတော့ကျောင်းဆရာကြည်တာတော့အနိုင်ရရှိသွားပါတယ်ကဲလိုင်းဘွားကြည့်ကြတော့ဝါသနာရှင်ကြီးပွဲလေဒီပွဲလေးကိုကြည့်ကြခဲ့တဲ့ကျေနဲ့တက်မယ်လို့ထင်ပါနော်အားလုံးပဲကျေးဇူးတင်ပါတယ်နော်